ဒါကအီတလီနိုင်ငံကထုတ်လုပ်တဲ့ကမ္ဘာအဆင့်အတန်းဖြစ်သတ်မှတ်ခြင်းခံထားရတဲ့လေသာအမျိုးအစားဖြစ်ပါတယ်ပတ်ပလိုအမျိုးအစားဖြစ်ပါတယ်အရန်မိုက်ပါတယ်ဒုဘာဂျာအိတ်နှစ်ထပ်ချုပ်ပေးထားတာဖြစ်ပါတယ်ဒီအိတ်ကတော့အလေအားက8လက်မှဖြစ်ပြီးအမြင့်က4လက်မှဖြစ်ပါတယ်ပုံမှန်ချုပ်နေကြဒီဇိုင်းတွေထက်အလေအားကောအနံကောမြင့်နေပါတယ်ဈေးနှုန်းလည်းမြင့်ပါတယ်เนาะဒါလေးကကျွန်တော်စီမှာ9သိန်းခွဲချက်နဲ့ဝယ်ရရှိနိုင်တာဖြစ်ပါတယ်စအတေးရဆန်ငွေတဝက်ယူတာဖြစ်ပြီး H လို့ပြည်စည်းကြောင်းပုံဖို့ကြောင်းကြတဲ့အခါမှာကြံငွေပေးရှင်းရတာဖြစ်ပါတယ်ကြံငွေပေးရှင်းပြီးတော့မှ Royal Express နဲ့ပစ္စည်းပို့ပေးတာဖြစ်ပါတယ်ဒူဘာဂျာအိတ်နှစ်ထပ်ဖြစ်ပါတယ်ကျွန်တော်ဖုန်းနှလုံးနဲ့ပတ်စံတစ်ဖက်တကန့်ကို15ရက်စီထည့်ပေးထားပါတယ်ဒါမဲ့ဖုန်းတစ်လုံးနဲ့တကန့်ကိုပတ်စံအရွက်20စီ30စီထည့်လို့ရပါတယ်เนาะသူကအိတ်ကိုဒူဘာဂျာအပြည့်အသုံးပြုမှာမဟုတ်တဲ့အတွက်ကြောင့်မလို့ဒီချာနာချင်းလေးကတော့ကျင်းပေးထားပါတယ်ပတ်စံအများကြီးထည့်သုံးမှာမဟုတ်တဲ့အတွက်ကြောင့်မလို့ဒီလောက်လောက်နဲ့ပဲအဆင်ပြေချုံးမွေးသွားဖြင့်ခောက်လို့အဆင်ပြေချုံးမွေးတဲ့အိတ်ဒီဇိုင်းကို customer ကအပ်ထားတာဖြစ်ပါတယ်ဒါလေးကကျွန်တော်စီမှာပတ်ဘလိုသားနဲ့ပဲလိုချင်တယ်ဆိုရင်တော့3000ကျပ်နဲ့ဝယ်ရရှိနိုင်တာဖြစ်ပါတယ်မာယူအားပေးတဲ့ customer ကိုလည်းအထူးကျေးဇူးတင်ပါတယ် customer များရချင်းပြေလို့တရက်နဲ့နောက်ကြလျင်နားလည်ပေးပါလို့မေတ္တာရက်ခံပါတယ်ဒီမှာနော် share ထက်စောက်ကအမြင်ကြီးပဲအလဲကလည်းအရှည်ကြီးပဲအကြိုက်ထက် share ထက်ဒါကတော့ဓာတ်ပုံအကြည့်ကအန်ဒီဇိုင်းနေရာမှာဓာတ်ပုံအကြည့်ကအန်မထည့်ဘဲနဲ့ဒီဒီဇိုင်းနဲ့ချုပ်ပေးထားတဲ့ပုံစံဖြစ်ပါတယ်ဒီဒီဇိုင်းကတော့အရန်ကိုမှလေသာအရန်ချစ်တဲ့ဆိုတဲ့ဒီဇိုင်းကိုပေါ်လွင်စေတာဖြစ်ပါတယ်အကြည့်ကအန်မသုံးပေးထားပါဘူး